ပုံမှန်ဆိုရင်ကျွန်တော်က devil fruit နဲ့ပတ်သက်ပြီးပြောရမှာပြင်းနေကောင်ဗျဘာဖြစ်လို့လဲဆိုရင်ကိုယ်တိုင်လည်း devil fruit ခံမဟုတ်လို့နောက်ပိုင်းထွက်လာတဲ့ devil fruit ရလည်းဘောက်တောက်တည်များတော့မှန်တာတော်တော်လေးခက်တယ်ဟာသူပေါ့ဒါပေမဲ့ evan မှာ go night တွေကိုမိတ်ဆက်ပြီးနောက်ပိုင်းမှာ devil fruit ဘိုင်းကိုတဖန်ပြန်ပြီးတော့စိတ်ဝင်စားလာတယ် go night တွေရဲ့အတီးကတော်တော်လေးလေးစိတ်ဝင်စားဖို့ကောင်းလို့တော်တော်လေးလေးကျန်းနေတဲ့မှာပါတယ်ဆမ်မဆိုရင်ဘာတိုလိုမီယိုရဲ့အတီးဖြစ်တဲ့ဘာရာနိုမီလိုပဲဘာရီယာတခုဖန်တီးနိုင်တယ်ဒါပေမဲ့ဆမ်မရဲ့အတီးကရိုးရိုးဘာရီယာမဟုတ်ဘူး invisible ဘာရီယာပြီးရင်စူးတွေကိုလည်းဖန်တီးနိုင်မှရှိရရိုးရိုးစူးတော့မဟုတ်ဘူးထိရင်သေမလောက်နာတဲ့စူးပေါ့ဂန်ကိုရဲ့ devil fruit ကကြတော့မြားတွေကိုအသုံးပြုနိုင်တဲ့ arrow fruit ပါarrow fruit ကကျွန်တော်တို့တော့ရန်ကြီးကျမ်းပါတယ်ဆိုရဲခန်းစားချက်တော့မပေးဘူးသူ့အနေနဲ့သူတော့ကျန်းကျင်ကျမ်းပါပေါ့ပြီးရင် arki ရှမ်ရောက devil fruit user မဟုတ်ပေမဲ့သူ့ရဲ့ဓာတ်က Cerberus sorry ပါခေါင်းလုံးခွေးပြောင်းနိုင်တယ်လိုကီလိုကောင်တောင်အထိနာစေနိုင်တယ်နောက်ဆုံးကတော့ Kelly Him ရဲ့ devil fruit စောက်ရမ်းမိုက်တယ်အခုမိတ်ဆက်ထားတဲ့ go night ၄ကောင်ရဲ့ devil fruit ထဲမှာ Kelly Him ရဲ့ devil fruit ကျွန်တော်အရင်ကြီးကြိုက်တဲ့ထဲမှာပါနေတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဒီနေ့ dream fruit နဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ဖြစ်လာနိုင်မလဲဘယ်လို game changer တွေဖြစ်လာနိုင်မလဲဆိုတော့ဒီနေ့ဗီဒီယိုမှာ theory ထုတ်ပြီးတော့မှာပါဆိုတော့အရင်ဆုံး Kelly Him ရဲ့ devil fruit ကြောင်းပွားလိုက်ရအောင်အတီးက Liu no mi မော်တယ် Mythical Kirin ပေါ့ Kirin ဆိုတဲ့ကောင်ကဒန်နာရီလာတတော်တကောင်ပါ Kelly Him ရဲ့အဓိက main power ကဘာလဲဆိုတော့အိမ်မက်ဆိုးကိုတကယ် reality တွေဒီခေါ်လာတာပါပဲဒါကို chapter 1143မှာတွေ့ရပါတယ်ဂျိုင်းရဲ့ကလေးတွေရဲ့အိမ်မက်ဆိုးဆက်တကောင်တော့ခေါ်လာပြီးတော့ Evac ကိုဖျက်ဆီးခိုင်းတာပါဒါကြီးကတော်တော်ကြီးကျန်းတဲ့ထဲမှာပါတယ်တခြား go night တွေက physical တက်ရန်ကြီးလောက်ရတဲ့ဆိုရင်တောင်မှ Kelly Him က physical တက်ရမ်းမလို့ပဲနဲ့ battle ကိုအသားရလေးထိန်းသွားနိုင်တဲ့ကောင်လို့ပဲကျွန်တော်ကတော့မြင်တယ်ဒီမှာမေကွင်းထုတ်เสียတခုက devil fruit ရဘလောက်ပဲ next level ရောက်နေပါစေအောင်တော့ counter လို့ရတဲ့နီးတနည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ haki ပါဒါကိုရှေ့မှာလည်းမတူညီတဲ့ပုံစံနေနဲ့အမျိုးမျိုးချပြပြီးသားပါအထင်သာဆုံးဥမာတစ်ခုပြရမယ်ဆိုရင်တော့ law ရဲ့ room ပါ law ရဲ့ room ကခိုက်တို့ရဲ့ပုံမှာလုံးဝအလုံးမလုပ်ပါဘူး law ရဲ့ room ကတော်တော်လေးမျက်စိနောက်ကိုကောင်းတယ်ပြီးတော့ battle တွင်းမှာလည်းတခြားကောင်ကိုအထိနာအောင်ပုံစံမျိုးနဲ့လုပ်လို့ရဒါပေမဲ့ခိုက်တို့ရဲ့ haki ကတော်တော်ကြီး strong ဖြစ်လွန်းတာကြောင့် room ကအလုံးမလုပ်ပါဘူးဒါဆို ever ကကလေးကဘာ haki မှမရှိသေးတော့အသာလေးအိမ်ငွေချပြီးတော့သူတို့အိမ်မက်ထဲထိဝင်သွားနိုင်တာလားအကေ haki level မြင့်နေတဲ့ Rayleigh တို့ Zoro တို့ Luffy တို့ဆိုရင်ရော Kelly Him ရဲ့ devil fruit ကအလုပ်ဖြစ်ပါမလားဆိုတာပါပဲ haki level မြင့်တဲ့ကောင်တွေပေါ်မှာအလုပ်ဖြစ်တယ်မဖြစ်ဘူးဆိုတော့အတိအကျကြီး comment ထားတာမျိုးမရှိပေမဲ့လို့ chapter 1143မှာတွေးစရာတခုပေးသွားပါတယ်ဆမ်မကသူ့ရဲ့ဟင်ပွဲထဲမှာစားလို့ coin တက်တာကို Kelly Him ကဆမ်မကိုအိမ်ငွေချပြီးတော့သူ့ရဲ့အိမ်မက်ထဲကစားကိုအလွယ်တကူယူလာပေးနိုင်ပါတယ်ဒီမန်ကပန်နေကတာမန်လို့ထင်ရပေမဲ့တွေးစရာအများကြီးပါဆမ်မဆိုတဲ့ကောင်ကလည်း go night number 1တယောက်ဖြစ်တာကြောင့်မလို့ RP2 ကောင်တော့မဖြစ်နိုင်ဘူးဒီအချက်ကိုကြည့်လိုက်တာနဲ့ haki အားကောင်းတဲ့ကောင်တွေပေါ်မှာလည်းသူ့ရဲ့ devil fruit ကအလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့ထားပါတော့အလုပ်ဖြစ်တယ်ပဲဆိုကြပါစို့ဘာဆက်ဖြစ်လာနိုင်မလဲအခုနောက်ပိုင်းပြောသွားမှာတွေက theory ဆန်ဖြစ်တာကြောင့်မလို့အရသာခံဖို့တက်ပါပဲဆိုတော့ Kelly Him နဲ့ Straw Hat top 3 3ကောင်နဲ့တွေ့ကြပြီဆိုတော့ဘာဆက်ဖြစ်လာနိုင်မလဲအရင်ဆုံး Luffy နဲ့သွားမယ်Luffy မှာကအိမ်မက်ဆိုး2ခုရှိပါတယ်သူ့ရဲ့အကိုဖြစ်သူ Ace ကသူ့ရဲ့မျက်စိရှိမှတည်သွားတာနဲ့နောက်တစ်ခုကရှာပွန်ဒီမှာခူမကြောင် Straw Hat တွေကွဲသွားပါဒါက Luffy ရဲ့အိမ်မက်ဆိုး2ခုပါပြီးရင် Luffy Gap Ace သူတို့3ကောင်လုံးမှာ narcolepsy ဆိုတဲ့ယောဂါရှိပါတယ်ချက်ချင်းကြီးအိမ်လိုက်သွားမျိုးပါဒါဟာတာတစ်ခုလို့ထင်ရပေမဲ့ Kelly Him အတွက်တော့ကြီးတစ်ခုလို့တောင်ပြောလို့ရတယ်ဒီဘက်တဲမှာတော့တိတိတတာ Luffy ပဲနိုင်တယ်ဆိုပေမဲ့ Metal Break ဖြစ်ပြီးတော့ Gear 5ကြီးအထိနာနိုင်ပါတယ်ပြီးရင် Zoro Zoro ကဒီ3ကောင်ထဲမှာစိတ်တက်တော်မာတဲ့ကောင်လို့ပြောလို့ရတယ်Water 7မှာ Usopp ကိုပြန်ခေါ်ဖို့လှုပ်တော့အောင်မှာ Captain ရဲ့အမိန့်ဆိုပြီးတော့ friendship ကိုတီကနေဖြတ်နိုင်တယ်ကောင်ဒါပေမဲ့ Zoro ရဲ့အားနည်းချက်လည်းဖြစ်တယ်လို့သူ့ရဲ့အိမ်မက်ဆိုးရဲ့တစ်ခုကတော့ Kuina ပါ Kuina နဲ့ရုပ်ချင်းတူရဲ့ Tashiki တောင်မှသူမလွန်ဆန်းနိုင်ပါဘူးတကယ်တွေ့ကြည့်မယ်ဆိုရင် Zoro က Sigma သူနဲ့တူတူအိတ်ခဲ့တဲ့ Hiyori တောင်မှဘာမှစိတ်ခံစားချက်ရှိရမဟုတ်ဘူးဒါပေမဲ့ Kuina ကိုတော့သူခုတည်းထိမို့ဝင်လို့မပြီးသေးပါဘူးဒီဘက်တဲမှာ Kelly Him လာတိတိကျကျကင်တွယ်နိုင်မယ်ဆိုရင် Zoro ကရှုံးဖို့များပါတယ်နောက်ဆုံးတစ်ယောက်ကတော့စန်းကြီးပါစန်းကြီးအတွက်ကအိမ်မဆိုးတောင်မလိုပါဘူးဆမ်မအတွက်စားယူလာပေးလို့စန်းကြီးအတွက်စော်ရီခေါ်လာပေးရင်ပြီးသွားပါပြီစန်းကြီးရဲ့တခုကြီးသောအားနည်းချက်ကလည်း woman နေပါပဲဆိုတော့ဒီဘက်တဲမှာ Kelly Him ကအသာရလေးနိုင်ပါတယ်ဆိုတော့ဒီလောက်ဆိုရင် Kelly Him ရဲ့ devil fruit နဲ့ပတ်သက်ပြီးတော့နားလည်လောက်ပြီးတော့ထင်တယ်ကျွန်တော်ရဲ့ theory ရောဘယ်လိုမြင်လဲ comment မှာမှတ်ရရင်မှတ်ခဲ့ပေးပါနောက် video ကြီးကြောင်းမှာဆက်ပေးကြမယ်